ကျွန်တော်တို့မနေ့ကဒီစူပါဆန်ဒေးညမှာဆိုရင်တော့အားလုံးစီမကြမယ်လို့ထင်ပါတယ်ကျွန်တော်မနေ့ကဒီ၄ပွဲကိုမှကျွန်တော်6ချောင်းရွေးချယ်ပေးခဲ့တာကျွန်တော်ဒီ Crystal Belly နဲ့ဥပါဒံပွဲကျွန်တော်အဲ့ပွဲကိုတော့ကျွန်တော်ဒီ Crystal Belly အတင်းရဲ့ body ကိုရွေးချယ်ပေးခဲ့တာကျွန်တော်အဲ့ပွဲလေးကအားလုံးစီမကြမယ်လို့ထင်တယ်နောက်ကျွန်တော်ဒီဘာစီလိုနာနဲ့လီဗန်ဒေးပွဲကျွန်တော်အဲ့ပွဲကိုလည်းကျွန်တော်ဒီဘာစီလိုနာအတင်းရဲ့ body ကိုရွေးချယ်ပေးခဲ့တာဆိုတော့အဲ့ပွဲလေးလည်းအားလုံးစီမကြမယ်လို့ထင်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်ဒီအတလနာနဲ့နာပိုလီပွဲကျွန်တော်အဲ့ပွဲကိုလည်းဒီအတလနာအတင်းရဲ့ body နဲ့ဂိုးဘော်ဆိုရင်မှကျွန်တော်နှစ်ချောင်းရွေးချယ်ပေးခဲ့တာကျွန်တော်အဲ့ပွဲလေးကတော့ဂိုးပေါင်းရော body ရောနှစ်မျိုးစလုံး100ခိုင်နှုန်းဆင်ပြေခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီစပါးအတင်းနဲ့အာဆင်နယ်ပွဲကျွန်တော်အဲ့ပွဲကိုလည်းဒီအာဆင်နယ်အတင်းရဲ့ body နဲ့ဂိုးဘော်ဆိုရင်မှနှစ်ချောင်းရွေးချယ်ပေးခဲ့တာကျွန်တော်အဲ့ပွဲလေးလည်း body ရောဂိုးပေါင်းရော100ခိုင်နှုန်းအစီမကြမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်မင်းညကတော့၄ပွဲကျွန်တော်6ချောင်းကိုတော့အားလုံးပေါ်ဝင်ခဲ့ပါတယ်ဗျဆိုတော့ကျွန်တော်ဒီတစ်ပတ်ဒီစနေတင်းတွေနေ့ရက်လုံးကတော့ဒီအပေါင်းလက္ခဏာဆောင်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဗျကျွန်တော်ဒီစနေနေ့ညမှာဆိုရင်လည်းကျွန်တော်ဗီဒီယိုနှစ်ဖိုင်အောင်မှကျွန်တော်9ပွဲရွေးချယ်ပေးခဲ့တာကျွန်တော်9ပွဲလောက်ကအဆင်ပြေခဲ့တယ်ဒီဘရက်ဖို့အတင်းနဲ့ဒီလီဗာပူးဆင်2ပွဲလောက်ပဲကြားခဲ့ပါတယ်မနေ့ကကျွန်တော်တို့ဒီတင်းတင်းညမှာဆိုရင်လည်းဒီ4ပွဲစလုံးကကျွန်တော်အော်ဝင်ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ညီကိုတွေအားလုံးလည်းအဆင်ပြေကြမယ်လို့ထင်ပါတယ်ဒီကနေ့ကတော့ကျွန်တော်တင်းလာညဆိုတော့ဒီပွဲစဉ်တွေကကျွန်တော်အများကြီးမရှိတော့ဘူးဒီလက်ကျန်ပွဲစဉ်တွေကျွန်တော်4ပွဲလောက်ပဲရှိပါမယ်ဗျဒီပရီးမီးယားလိပွဲစဉ်တွေမှာကျွန်တော်ပွဲရှိမယ်နောက်ကျွန်တော်ဒီစပိန်လာလီဂါထဲမှာလည်းတပွဲရှိမယ်ကျွန်တော်စီးတီးထဲမှာတော့2ပွဲလောက်ရှိပါမယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်လေး4ပွဲစဲကိုပဲထုံးစံတိုင်းကျွန်တော်လိုရင်းလိုချင်းလေးရွေးချယ်ပေးချင်ပါတယ်ဗျဒီခုမအောင်ဆုံးကျွန်တော်ဒီပရီးမီးယားလိတဲကကျွန်တော်လက်ကျန်ပွဲစဉ်တပွဲဖြစ်တဲ့ Everton တင်းနဲ့ United ပွဲဒီပွဲကတော့ကျွန်တော်ည2နာရီပွဲမှာကစားကြမယ့်ပွဲဖြစ်တယ်ပေါက်ကြီးကကျွန်တော်ဒီမနက်ခင်းစတင်ကြီးမှာတော့ကျွန်တော် United တင်းကဒီ1 black 95ပေးထားတယ်ကျွန်တော်ကိုပေါင်းကြီးမှာဆိုရင်တော့3 black 50ပေးထားပါတယ်သူတို့နှစ်တင်းကကျွန်တော်လက်ရှိမှာကျွန်တော် United ကအဆင့်5မှာရှိတယ်ကျွန်တော် Everton ကတော့ကျွန်တော်အဆင့်9မှာရှိနေတဲ့အတင်းဖြစ်ပါတယ်သူတို့နှစ်တင်းကျွန်တော်ပထမကြောက်တွေးဆုံမှုမှာတော့ကျွန်တော် Everton ကအဝေးကွင်းမှာကျွန်တော် United ကို 0-1 နဲ့နိုင်ထားတယ်လက်ရှိမှာလည်းကျွန်တော် Everton အတင်းကတော့ဒီခြေစမ်းဘက်ကကျွန်တော်တော်တော်လေးကောင်းမွန်နေတာကိုတွေ့ရတယ်နောက်ဆုံးကျွန်တော်ပရီးမီးယားလိ6ပွဲမှာဒီပြီးခဲ့တဲ့တစ်ပတ်မှာကစားခဲ့တဲ့ဒီဘုံမောင်းတဲ့ပွဲအဲ့ပွဲလေးတစ်ပွဲပဲကျွန်တော်နောက်ဆုံးရှုံးထားပြီးတော့ကျန်တဲ့ကျွန်တော် AB လာတို့ဒီ Brighton တို့လိုအသင်းတွေကိုတော့မှအဝေးကွင်းမှာကျွန်တော်တပွဲနိုင်တပွဲတည်ရအောင်ကစားထားတာကိုတွေ့ရတယ်တစ်ဖက်ကကျွန်တော် United အသင်းကိုကြည့်ရမယ်ဆိုရင်လည်း United ကလည်းကျွန်တော်နီးပြတဲ့ဒီ Michael Carrick လက်အောက်မှာတော်တော်လေးဖောင်ကောင်းနေတဲ့အသင်းဖြစ်တယ်နောက်ဆုံးဒီ9ပွဲထဲမှာဆိုရင်လည်းကျွန်တော်4ပွဲတိကိုနိုင်ထားပြီးတော့ပြီးခဲ့တဲ့တစ်ပတ်ကျွန်တော် West Ham နဲ့ပွဲစဉ်လေးတစ်ပွဲပဲသူလည်းတည်ကြထားပါတယ်ဆိုတော့ကျွန်တော်နှစ်သင်းစလုံးကတော့ဒီနောက်ဆုံးပွဲတွေမှာကျွန်တော်နိုင်ပွဲကိုဒီကျွန်တော်ပျောက်ထားကြတဲ့အသင်းတစ်သင်းဖြစ်တယ်လက်တလို့ကျွန်တော်ခြေစမ်းမိုင်းအရာကလည်းဒီအရန်ကြီးမကွာတဲ့အသင်းတစ်သင်းဖြစ်လို့ United အနေနဲ့ဒီပွဲကခက်ခက်ခဲနဲ့ကျွန်တော်ကစားသွားရလဲအောင်မယ်လို့ထင်တယ်ဒါပြင်ကျွန်တော် United အသင်းကကျွန်တော် Everton အသင်းကိုဒီနောက်ဆုံး3ပွဲဆက်မနိုင်ထားသေးပါဘူးလက်ရှိကျွန်တော်ပေးထားတဲ့ကြေးကလည်း1 black 95ဆိုတဲ့ကြေးကတော့အခက်မသိရင်ကျွန်တော်ဒီပွဲကအတီလဲကြာသွားနိုင်ပါတယ်ဗျနိုင်လဲကျွန်တော်ဒီပွဲကဒီ1-0 လောက်နဲ့ပဲကျွန်တော်ကတ်နိုင်သားမှာပွဲလို့ယူဆထားရကြမို့ကျွန်တော်ကတော့ဒီပွဲကိုဒီ9အောက်တစ်ချောင်းလေးကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျအခုနောက်ထပ်ကျွန်တော်ဒီစပိန်လာလီဂါလက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အလာဘယ်တင်းနဲ့ဂျီဒိုနာပွဲဒီပွဲကလည်းကျွန်တော်ည2နာရီခွဲမှာပဲကစားကြမယ့်ပွဲဖြစ်တယ်လာဘက်ကကျွန်တော်လက်ရှိအိမ်ခွင်းမှာ level 40 body ကြီးနဲ့ကျွန်တော်ဂိုးပေါင်းကြီးကတော့2-20ပေးထားတာကိုတွေ့ရတယ်လက်ရှိကျွန်တော်ဒီနေ့တင်းကလည်းခြေတူအသင်းနဲ့တင်းလို့ပြောလို့ရပါတယ်ဇယားရက်တူမှုမှာဆိုရင်လည်းကျွန်တော်ဂျီရိုနာကအဆင့်73ကျွန်တော်ရမက29မှတ်ဒီအလာဘက်ကတော့သူ့အောက်ကျွန်တော်အဆင့်15ရမက26မှတ်ဆိုတော့ရမကလည်းကျွန်တော်3မှတ်လောက်ပဲကွာတယ်အဆင့်ကလည်းကျွန်တော်ဂျားထဲမှာဒီတစ်ဆင့်လောက်ပဲကွာတဲ့အသင်းဖြစ်တယ်လက်တလို့ကျွန်တော်ဖောင်ရရှင်ကြည့်ရမယ်ဆိုရင်လည်းဒီဂျီရိုနာကကျွန်တော်နောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲတည်1ပွဲရှုံးထားတယ်ဒီ9ပွဲထဲမှာဆိုရင်တော့ကျွန်တော်အဝေးကွင်းက3ပွဲဒီအိမ်ကွင်းက2ပွဲဒီအဝေးကွင်း3ပွဲထဲမှာတော့တပွဲနိုင်တပွဲတည်တပွဲရှုံးထားတဲ့အသင်းဖြစ်တယ်တစ်ဖက်ကကျွန်တော်အလာဘက်ကလည်းဒီခုကျွန်တော်နောက်ဆုံး9ပွဲမှာ2ပွဲနိုင်တပွဲတည်နဲ့2ပွဲရှုံးထားတယ်သူကတော့ကျွန်တော်ဒီ9ပွဲထဲမှာအိမ်ကွင်းက3ပွဲကျွန်တော်အဝေးကွင်း2ပွဲကစားထားတယ်အိမ်ကွင်း3ပွဲထဲမှာဆိုရင်တော့တပွဲပဲနိုင်ထားပြီးတော့ကျွန်တော်2ပွဲရှုံးထားပါတယ်ဆိုတော့ဒီကျွန်တော်အပေါ်ကပြောခဲ့သလိုပဲဒီနေ့တင်းကကျွန်တော်ခြေစမ်းပိုင်းအရာဒီအရန်ကြီးမကွာတဲ့အသင်းတွေဖြစ်လို့ညီကိုတို့အနေနဲ့ကတော့ကျွန်တော်ဒီပွဲမှာကြက်တဲ့အသင်းကိုနေလို့ရပါတယ်ဗျလက်ရှိကျွန်တော်ပေးထားတဲ့ကြေးကလည်းအလာဘက်အနေနဲ့ကျွန်တော်အိမ်ဝင်အားသာကြလေးရှိရတဲ့ကြောင့်မို့level ပပလေးပေးထားတယ်လို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့ကတော့ဒီပွဲကိုလည်းကျွန်တော်ဂိုးပေါင်းအောက်ကိုပဲပို့ကြိုက်ပါတယ်ဗျဒီသူတို့နှစ်သင်းကျွန်တော်နောက်ဆုံးတွေးဆုံထားတဲ့ပွဲစဉ်တွေကိုကျွန်တော်ချက်ကြည့်လိုက်ဗျ1-0 0-1
Z1 1 စီးနဲ့ပဲကျွန်တော်နောက်ဆုံး9ချိန်မှာဆိုရင်ဒီတူတူသေးကြထားတဲ့ပွဲကကျွန်တော်တပွဲပဲရှိပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့ဒီပွဲမှာပထမအကြိုက်ဆုံးကတော့ကိုပေါင်းအောက်ကိုပဲရွေးချယ်ပေးခြင်းတယ်အသင်းအနေနဲ့ကတော့ဝေးကွင်းဂျီရိုနာကိုပဲရွေးချယ်ပေးခြင်းပါတယ်ဗျသူ့အနေနဲ့ကျွန်တော်အနည်းဆုံးသေးလောက်တော့ခံကစားနိုင်လိမ့်မယ်လို့ထင်ပါတယ်အဲ့ကြောင့်ကျွန်တော်ဒီပွဲမှာတော့ဇုံအောက်ကိုပဲရွေးချယ်ပေးခြင်းပါတယ်ဒီနောက်ထပ်ကျွန်တော်ဒီစီးရီးလက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ဖီယိုနဲ့ပီဇာပွဲဒီပွဲကတော့ကျွန်တော်ည7:00 နာရီမှာကစားသွားကြပါမယ်ဗျလက်ရှိကျွန်တော်ဒီနှစ်သင်းကတော့ဒီတန်းစင်းဆုံးကျွန်တော်အဆင့်18နဲ့အဆင့်19မှာရှိနေတဲ့အသင်းတွေဖြစ်တယ်ဖီယိုကတော့ဒီရမက်ကကျွန်တော်21မှတ်ကျွန်တော်ပီဇာက15မှတ်ဆိုတော့ဒီ6မှတ်လောက်တော့ကွာသေးပါတယ်ဖီယိုအနေနဲ့ကတော့ကျွန်တော်ဒီပွဲမှာနိုင်လိုက်ရင်တော့သူ့အနေနဲ့ကတော့ဒီအဆင့်ဆက်ကွင်ကိုကျွန်တော်ရမက်တူ6ကွာခြားချက်နဲ့ကျွန်တော်တက်လန်းနိုင်မဲ့အခွင့်အရေးရှိတယ်လက်ရှိကျွန်တော်ဖီယိုအသင်းရဲ့ဒီနောက်ဆုံးတန်းစင်းဆုံးရုံးဝါကလည်းရလက်ကောင်းတွေထွက်လာတာကိုတွေ့ရတယ်ဒီနောက်ဆုံးကျွန်တော်9ပွဲထဲမှာဆိုရင်ကျွန်တော်ဖီယိုကကိုမိုအသင်းနဲ့ဒီဘလော့နာလိုအသင်းတွေကိုကျွန်တော်ဝေးကွင်းမှာနိုင်ထားပြီးတော့တိုရီနိုကိုတရေနဲ့နာပိုလီနဲ့ကကလီဂါရီအသင်းတွေကိုတော့ရှုံးထားပါတယ်ဆိုတော့ကျွန်တော်ဖီယိုရင်အသင်းရဲ့ကျွန်တော်လက်ရှိဒီတန်းစင်းဆုံးရုံးဝါကတော့တော်တော်လေးကောင်းနေတယ်တစ်ဖက်ကဒီပီဇာကတော့ဒီဟာဒီမှာကျွန်တော်တန်းမြန်ဆင်းသွားရဖို့များနေတဲ့အသင်းဖြစ်ပါတယ်ဒီဟာဒီကျွန်တော်25ပွဲကစားပြီးမှဆိုရင်လည်းတပွဲသာနိုင်ထားသေးတယ်ဒါအပြင်ကျွန်တော်တူနိုင်ထားတဲ့ဒီတပွဲကလည်းအိမ်ကွင်းမှာနိုင်ထားတဲ့ပွဲစဉ်ဖြစ်ပြီးတော့ကျွန်တော်ဒီဟာဒီဝေးကွင်းနိုင်ပွဲကလည်းမရှိထားသေးပါဘူးဆိုတော့ကျွန်တော်လက်ရှိမှာဒီဖီယိုအသင်းကကျွန်တော်ဒီ1+30 ဘော်ဒီချင်းနဲ့ဂိုးပေါင်းချင်းမှာဆိုရင်တော့3+80ပေးထားတာကိုကြည့်ရရင်ဖီယိုအနေနဲ့ကျွန်တော်အိမ်ကွင်းမှာနောက်ထပ်ကျွန်တော်နိုင်ပွဲထပ်ယူအောင်မဲ့ပွဲလို့မြင်တယ်ဒီပထမကြောကျွန်တော်အဝေးကွင်းမှာတော့ကြီးကြီးသေးကြထားပါတယ်ဖီယိုအနေနဲ့ကျွန်တော်လက်ရှိအိမ်ကွင်းမှာတော့ဒီတလုံးအသာလောက်နဲ့တော့ကတ်နိုင်သွားလိမ့်မယ်လို့ထင်ပါတယ်ဗျအဲဒါကြောင့်မို့ကျွန်တော်ဒီပွဲကိုတော့အင်ဂျင်ဖီယိုရင်သင်းရဲ့ body ကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျခုနောက်ဆုံးပွဲကလည်းကျွန်တော်ဒီစီးတီလက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘလော့နာသင်းနဲ့ဦးရီနီပွဲဒီပွဲကတော့ကျွန်တော်ည2:15မှာကစားသွားကြမယ့်ပွဲဖြစ်တယ်လက်ရှိကျွန်တော်ပေါက်ကြီးကတော့ဘလော့နာသင်းကပဲကျွန်တော်1+90ပေးထားတယ်ကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်တော့2-50ပေးထားပါတယ်ဒီနေ့သင်းကလည်းကျွန်တော်အထားအသင်းတစ်ဖြစ်တယ်ဘလော့နာကတော့ကျွန်တော်အဆင့်30ကျွန်တော်ရမက်က33မှတ်ဒီဦးရီနီကတော့ကျွန်တော်အဆင့်17ရမက်ကသူကတော့ကျွန်တော်32မှတ်ဆိုတော့ရမက်ကလည်းကျွန်တော်တမတ်လောက်ပဲကွာတယ်အသင်းဖြစ်တယ်လက်ရှိကျွန်တော်ကားတန်းဖောင်ရဒီရှင်ကြည့်ရမယ်ဆိုရင်တော့ဒီဘလော့နာသင်းကဒီခုနောက်ဆုံးကျွန်တော်ပြိုင်ပွဲစုံ9ပွဲမှာ2ပွဲနိုင်1ပွဲသေးနဲ့2ပွဲရှုံးထားတာကိုတွေ့တယ်ဒီ9ပွဲမှာကျွန်တော်အိမ်ကွင်းက3ပွဲအဝေးကွင်း2ပွဲကစားထားပြီးတော့ကျွန်တော်အိမ်ကွင်း3ပွဲမှာ2ပွဲရှုံး1ပွဲသေးနဲ့ဒီအိမ်ကွင်းနိုင်ပွဲတော့မရှိထားသေးဘူးဒီအဝေးကွင်းကျွန်တော်နောက်ဆုံး2ပွဲဆက်တော့နိုင်ထားတဲ့အသင်းဖြစ်တယ်ဒီဦးရီနီအသင်းရဲ့ဒီနောက်ဆုံးကျွန်တော်9ပွဲထဲမှာဆိုရင်တော့2ပွဲနိုင်ထားပြီးတော့3ပွဲရှုံးထားတယ်သူကတော့ကျွန်တော်ဒီ9ပွဲထဲမှာအိမ်ကွင်း3ပွဲအဝေးကွင်း2ပွဲကစားထားပြီးတော့အဝေးကွင်း2ပွဲမှာ1ပွဲနိုင်1ပွဲရှုံးထားတဲ့အသင်းဖြစ်တယ်လက်ရှိဒီနောက်ဆုံးကစားထားတဲ့2ပွဲဆက်လည်းကျွန်တော်နိုင်ပွဲပြောင်းနေတဲ့အသင်းဖြစ်တယ်သူတို့နှစ်သင်းပထမကြောဒီဦးရီနီကွင်းမှာဆိုရင်တော့ဘလော့နာကကျွန်တော်အဝေးကွင်းမှာ Z3 ဆိုတော့ရားတဲ့နဲ့ကျွန်တော်ဂိုးပြတ်နိုင်ထားတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်ဘလော့နာအနေနဲ့လက်ရှိအိမ်ကွင်းမှာရောကျွန်တော်ဒီဂိုးပြတ်နိုင်ပွဲဖော်ဆောင်သွားနိုင်မလားဆိုတာကတော့တစ်ချက်စောင့်ကြည့်သွားရပါမယ်ကျွန်တော်အနေနဲ့ကတော့ဒီလက်ရှိပေးထားတဲ့ကျွန်တော်1+90ဆိုတဲ့ body ကြီးကိုမကြိုက်လို့ကျွန်တော်ဒီပွဲမှာကိုပေါင်းအပေါ်ကိုပဲရင်းကြည့်ချင်ပါတယ်ကျွန်တော်အနေဆုံးနှလုံးလောက်ကနေဒီစကြည့်သွားဖို့ရှိတဲ့ကြောင့်မို့ကျွန်တော်တို့ဒီပြား90လောက်တော့ရင်းရပါမယ်ဒီနှလုံးအောက်တော့မရောက်တော့ဘူးလို့ထင်ပါတယ်တစ်ဖက်ကကျွန်တော်ဒီဦးဒီနီအသင်းကလည်းဒီနောက်ပိုင်းပွဲတွေမှာဆိုရင်ကျွန်တော်တကိုးလောက်ကတော့ဒီပွဲတိုင်းလို့ကျွန်တော်ပြန်သွင်းထားတာဆိုတော့ဒီပွဲမှာလည်းကျွန်တော်အနေဆုံး2ဂိုးနဲ့အထက်ပဲရှိလိမ့်မယ်လို့ယူဆတဲ့ကြောင့်မို့ကျွန်တော်ဒီပွဲကိုတော့ဒီဂိုးပေါ်တစ်ကြောင်းလေးကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျဟုတ်ကဲ့ဗျကျွန်တော်ဒါကတော့ဒီနေ့တင်းညာလေးညမှာကစားကြမယ်လက်ကျန်ပွဲစဉ်လေးကျွန်တော်4ပွဲပါဗျဒီထဲမှာကျွန်တော်တို့ထုံးစံတိုင်းကြိုက်မတူတဲ့ပွဲလေးပိုင်းလဲဘက်ကံပြီးဆော့ပါလို့ကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးကညီကိုတို့အတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျကျွန်တော် channel လေးကိုလည်း like and subscribe လေးမလုပ်ရသေးရင်လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခုလိုအားပေးကြတဲ့ကျွန်တော်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူးတင်ပါတယ်ဗျ